အားလုံးမင်္ဂလာပါကျွန်တော် YouTube channel မှာမတင်တာကြာပြီပေါ့နော် line နေရလည်းမကောင်းဘူးအဲ့တော့ Facebook ကောင်ဆိုရင်တော့ကျွန်တော် Facebook ကောင်ဒီထက်မှာဒီ YouTube channel ဗီဒီယိုတွေထဲမှာကျွန်တော်ပြထားပါတယ်နော် Facebook ကောင်ရှာကြည့် Facebook ကောင်မှာတော့ live လွှင့်ပြီးအစုံလေးရှင်းပြတာဒီမှာတော့ live တိုက်ရိုက်လွှင့်ရင်လည်း line တွေကမှုံသွားတယ်ဗီဒီယိုဖိုင်လေးတင်ပေးမှာပဲအဆင်ပြေတယ်အဲ့တော့ကျွန်တော်အစောပိုင်းက63နောက်တွဲဆိုပြီးတော့ကင်ခဲ့တယ်တို့ပေမဲ့63နောက်တွဲကိုကကျွန်တော်က break 9ကြပြီးမှ63နောက်တွဲကိုကျွန်တော်ကင်လို့ဆုံးဖြတ်လိုက်တယ်ပေါ့နော် break 9အရင်ကြိုမယ်ဘာကြောင့်လဲဆိုတော့ဒီ63နောက်တွဲကင်ရတဲ့အကြောင်းရင်းကကျွန်တော်ဒီမှာဒီအချိန်မှာ63နောက်တွဲအောင်ခဲ့တာ10ခွဲလိုက်မှန်ပါပြီပေါ့နော်10ခွဲလိုက်နဲ့အောင်ခဲ့တာမှန်ပါပြီအဲ့ဒီလိုစိုက်မျိုးလေးပဲအဲ့ဒါကိုဘယ်လိုကင်ခဲ့လဲဆိုတော့ကလင်နာမှာအခု63နောက်တွဲကင်ဖို့ရေးကိုပေါ့နော်84တော့984လို့ဇောင်းတစ်ခါထိုးတယ်ပထမကတ်ဒုတိယကတ်မှာလည်း984ဆိုပြီးတော့ဇောင်းထိုးတယ်သူ့နောက်ကိုကြားတဲ့ခဏပေါ့နော်အဲ့တော့ဒီမှာကလည်းသူကဒီ984ဆိုပြီးတော့ကလင်နာမှာသူဖြစ်ထားပြီဗျာဖြစ်ထားတော့ကျွန်တော်ကနောက်ပိုင်းကကျွန်တော်တို့နှစ်ကတ်စီးတွေနဲ့အကွက်ရွှေဆိုင်တွေပေါ့နော်၄ကတ်၅ကတ်ဒီနေ့ဒဲစနစ်ကိုဦးစားပေးရှာတဲ့အတွက်ကြောင့်ကျွန်တော်ကရှာလိုက်တာဒီနေရာမှာကြားတဲ့နောက်တွဲဒီနောက်တွဲဟာ93နောက်တွဲဟာအဲ့ဒီနှစ်ထဲကထွက်ပြီးသားနောက်တွဲပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာကြားတဲ့နောက်တွဲဟာ28နောက်တွဲဟာအဲ့ဒီနှစ်ထဲကဒါကအဝေးကြီးဗျကျွန်တော်သုံးသပ်တာပေါ့နော်စဉ်းစားတယ်28နောက်တွဲဟာနောက်တွဲဒဲစင်းနေပေါ့နော်အဲ့ဒါမှကျွန်တော်ကဏ္ဍတစ်ကွက်ကိုတခြား line တွေပေါင်းဆက်လိုက်ရင်အောင်ရင်ဒဲပေါ့နော်အဲ့တော့ဒီမှာကလည်းကျွန်တော်ကဒီ63ကိုပဲယူလိုက်တော့တာနောက်ပြီးဆုံးလိုက်စစ်တာပေါ့ဗျာနော်လိုက်စစ်တော့ဒီ63နောက်တွဲကဒဲပြုတ်ကြမှာဒီနှစ်မှာရှိတယ်နော်63နောက်တွဲကိုအဲ့ဒီ63နောက်တွဲကဒီနှစ်ကိုဒဲပြန်ဆင်းဖို့ရှိတယ်အဲ့ဒါကိုကျွန်တော်ကဗရိတ်ငါခံပြီးမှကြည့်မလို့ပေါ့နော်အဲ့ဒီလိုသူကကြီး63နောက်တွဲလို့ခဏလေးနော်63နောက်တွဲအဲ့ဒီ63နောက်တွဲကိုကျွန်တော်ဘယ်လိုကြည့်လိုက်လဲဆိုတော့အဲ့ဒီနှစ်ထဲကဘရိတ်9ဘရိတ်9ဘရိတ်2ဘရိတ်9ခု2ဆိုတော့4 3လုံးပေါင်းရင်4သဘောတရားကတော့9ချိန်ကကဏ္ဍကိုနောက်တွဲကိုဒီ894ရဲ့နောက်ကိုဖြုတ်ချင်တာအဲ့တော့သူ့ဘူဒီမှာလဲသူစီနီယံခံထားတယ်4ဘရိတ်8ဘရိတ်1ဘရိတ်ဆိုတော့4 8 1ဘရိတ်ဆိုတော့3ဒီအတွဲအောက်ဆုံးအတွဲအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာခွန်ဘရိတ်1ဘရိတ်4ဘရိတ်ဆိုတော့ခွန်1 4ဘရိတ်ဆိုတော့2 3 4 2အဲ့တော့3 4 2ကိုခွာခွန်ခွာ8ခွာ9ဆိုပြီးဒီမှာသူကအချိန်ကိုက်တွေလိုက်တည်ပေးထားတာအဲ့ဒီနေရာကကဏ္ဍကိုအဲ့ဒီကိုကျွန်တော်ကနောက်တွဲနေရာကိုထည့်ခြင်းတယ်ပေါ့နော်အဲ့ဒီနေရာကကဏ္ဍကိုနောက်တွဲကိုဒီ984လို့နောက်တွဲရဲ့နေရာမှာထည့်ခြင်းတယ်ဒီနေရာကဒီ63နောက်တွဲကိုဒီနေရာမှာ63နောက်တွဲထပ်ဆိုပြီးတော့ကြိုက်ရင်တော့ကစားပေါ့နော်63နောက်တွဲဒဲထပ်အဲ့ဒါကိုကျွန်တော်ကဟိုဘက်ဒီတခြား line တွေကနေပေါင်းဆိုင်လိုက်တဲ့အချိန်ဒီနှစ်မှာပြန်ရှာတဲ့အချိန်ဒီ984လို့ဖြစ်တာလေသူ့ရဲ့နောက်နှစ်ထဲမှာ3နောက်ပိတ်လို့စကြတာနဲ့သူ့အောက်မှာပရိငါရိုက်တယ်ပေါ့နော်ဒီ984လို့ဖြစ်တဲ့နောက်နှစ်ထဲမှာ3နောက်ပိတ်ကဒီမှာစကြတာအဲ့တော့သူက3နောက်ပိတ်ရဲ့အောက်မှာပရိငါပုံသေးကစားတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ3နောက်ပိတ်ကြီးကြာထားရတဲ့ဒီနေရာမှာများပရိငါလားအဲ့ဒါဆိုရင်ကျွန်တော်တို့က663တစ်ခွက်ပဲရှိတယ်ဒါကမန်ပါတွေကတစ်ခွက်ပေါ့ဗျာနော်မန်ပါတွေက663တစ်ခွက်ရှိတယ်ကြာရင်လေထိုးကျွန်တော်ဒီကအဖွဲ့ဝင်ထဲမှာပါပါတယ်နော်အဖွဲ့ဝင်ကတ်ထဲမှာအဲ့ဒါကို
ကျွန်တော်တခြား line နဲ့ဘယ်လိုပေါင်းဆက်လိုက်လဲဆိုတော့ကလင်နာမှာနှစ်အကွာဝေးလိုက်မှာဒီမှာ6ခွန်ဆိုပြီးတော့ခွာတာဒီမှာကသူကဒုတိယကတတိယကတာချိတ်ဆက်မှုလေးပေါ့ဗျာနော်ခွန်6ဆိုပြီးတဲခွာတာခွန်6ဆိုပြီးတဲခွာတာတကက်ကတော့သူကလို့ဖြစ်ထားတဲ့အတွက်သို့ပေမဲ့အဲ့ဒီနှစ်ထဲမှာကလင်နာတစ်ပြေလုံးမှာ893လို့ခွေတာတကက်အဲ့ဒီနှစ်ထဲမှာပဲသူ893ဆိုပြီးခွေတာဒါနှစ်ကက်အဲ့ဒီနှစ်ထဲမှာပဲ893ဆိုပြီးဒီပါအပေါ်မှာလာခွေတာ3ကက်အဲ့လိုမျိုးသူခွေခဲ့တယ်ခွေခဲ့တော့အဲ့ဒီလိုဖြစ်တာ ਨੇ အဲ့ဒီ893ရဲ့အောက်မှာကသူကခွာ9ပုံသေးတွေကစားနေအဲ့ဒီခွာ9ပုံသေးတွေကစားနေခွာ9 893ရဲ့အောက်မှာခွာ9ကစားမလားသို့မဟုတ်9ပါဝါခွာ3ညခွာ3ဒါမျိုးတွေခွာနက်ခတ်တွေပေါ့နော်အဲ့လိုမျိုးတွေသူကစားမလားကျွန်တော်တစ်ချက်တွေးတာအဲ့ဒီတော့ဒီနေရာမှာကျွန်တော်ကပြေးဖို့ဟာကကျွန်တော်ဒီ line ထဲမှာရှာကြည့်လို့ဒီ893ဖြစ်ပြီဆိုတာ ਨੇ သူကဒီနေရာမှာအချိန်ကိုက်မှာ break 9 break 1ဆိုပြီးတော့သူကဖြစ်ထားတယ်ဇောင်းရိုက်ထားတယ်သူကနေတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မှာ893လို့ဒီလိုခွေတယ်အဲ့တော့ဒီ893ကနေတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မှာ break 9 break 1ဆိုပြီးသူကဒီလိုမျိုးကစားထားတယ်893လို့ခွေတယ်အဲ့ဒီ893ကလည်းဒီ2 3 4 5 6 6ချိန်မှာပဲ break 9 break 1ဆိုပြီးသူကဒီလိုမျိုးဇောင်းကစားထားတယ်ပေါ့ဗျာအဲ့ဒီလိုဇောင်းကစားပြီဆိုတော့ဇောင်းကစားပြီဆိုတော့ဒီ893နှစ်ထဲကိုကနန်းတစ်ခွက်လိုက်ထွက်မှာအဲ့ဒီမှာဒီ893ခွေတယ်6ခုလို့ဒီလိုခွာတဲ့နှစ်ထဲမှာပဲသူကဒီထိတ်ထောင်3လုံး930ခဏန်းဟာအဲ့ဒီမှာလိုက်ထွက်သလားဒီမှာပဲနှစ်ကန်းနဲ့ထွက်သွားမလားနော်ဒီအောက်မှာပဲချက်ချင်းထွက်သွားမလားအဲ့တော့ကျွန်တော်ဒီ893လို့ခွေတယ်ဒီ9ခွန်9လို့ခွာတယ်ဒီထိတ်ထောင်3လုံးသူ့ရှင်းနေထဲရပါတော့သူ့ရှင်းနေထဲက3ချိန်4ချိန်5ချိန်ကဏ္ဍထိတ်ထောင်3လုံး3ည1 4ဟာအဲ့ဒီနှစ်ထဲမှာပဲသူကမွေးကဏ္ဍဖြစ်နေလိုက်ထွက်ပြီးတယ်430ဆိုပြီးအောက်မှာထွက်ပြီးတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာလဲဒီကောင်ရဲ့ရှင်းနေထဲက3ချိန်4ချိန်5ချိန်ကဏ္ဍက366ဖြစ်နေတာအဲ့ဒီကဏ္ဍဟာဒီနှစ်ထဲမှာ663အာမွေးရမှာပေါ့နော်မွေးခြင်းတဲ့လူမွေးအဲ့တော့ဒါကလည်းမွေးကဏ္ဍတစ်ခွက်ရတယ်အပူခွာယူပဲနော်မွေးကဏ္ဍတစ်ခွက်ရတယ်နောက်တစ်ခါကျွန်တော်မွေးကဏ္ဍတစ်ခွက်တင်ပေးအောင်မယ်တင်ပေးမှာကအဲ့ဒီကောင်းရဲ့ရှင်းနေထဲမှာသူကဒီကောင်ပြန်ကြတယ်ပေါ့နော်၄ထိပ်၄ပါဝါနောက်ပေါင်း9အဲ့ဒီနောက်ပေါင်း9နောက်ပေါင်း9ကသူကပြန်ကြတာဒီမှာမဟုတ်ဘူးကျွန်တော်မယူဘူးသူကလှည့်စားတဲ့အတွက်ဒီမှာလဲသူကဖြစ်တယ်ပြန်ကြပြီးရတယ်264ဆိုတဲ့ကဏ္ဍ264ကဏ္ဍအဲ့ဒီနောက်နှစ်ထဲမှာလိုက်ထွက်တာနော်ပတ်လေထွက်ပြီးရတယ်သူ့အောင်မှာ990လိုက်ထွက်တာနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာလဲဒီကောင်ဒီခွန်6ခွာတဲ့ရှင်းနှစ်ထဲမှာပြန်ကြကဏ္ဍတစ်ကွယ်ဆိုတော့သူကဘယ်လိုဆော့လဲဆိုတော့၄ထိပ်၄ပါဝါနောက်ပေါင်း9အဲ့ဒီ9ရဲ့အောက်ကကဏ္ဍပြန်ကြ434ပြန်ကြပြီးရတယ်ဒီထိတ်ထောင်3လုံး890ဆိုတဲ့ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တာသူထွက်ပြီးတော့လေသူက990ပတ်လေလိုက်ထွက်တာနော်ဒါကမွေးကဏ္ဍပေါ့အဲ့ဒါဆိုရင်ကျွန်တော်ဒီခွန်9နောက်တွဲတဲ့ခွန်9ခွာတဲ့နှစ်ဦးကကဏ္ဍပြန်ကြကဏ္ဍကိုဒီမှာ၄ထိပ်ဘရိတ်ကိုလို့ရိုက်တယ်ရိုက်ပြီဆိုတာနဲ့အဲ့ဒီကဏ္ဍကပြန်ကြတာပြန်ကြပြီမပေါ့နော်ပြန်ကြပြီဆိုတာနဲ့ခဏလေး၄ထိပ်နောက်ပေါင်း9၄ထိပ်နောက်ပေါင်း9အပြန်ကြတော့ဒီ933အဲ့ဒီ933ထိတ်ထောင်3လုံးဟာဒီနှစ်လိုက်ထွက်ရပါလှည့်စားသွားခဲ့ရင်ဒီနေ့ထည့်ရပြန်ကြတစ်ကွက်လို့ပြောလောက်သွားခဲ့ရင်အကြိုက်ဆုံးကတော့ကျွန်တော်ကဒီကောင်ဖြစ်သွားနိုင်တယ်လို့နောက်တစ်ခုကလှည့်စားဖို့သူအကွက်ဆင်ထားတယ်နော်အဲ့ဒီနေ့ထည့်ရ၄ခါရဲ့အောက်ကကဏ္ဍပြန်ကြဆိုဒီကောင်လည်းယူလို့ရတယ်ဒီကောင်လည်းယူလို့ရတယ်အဲ့တော့ဒီကဏ္ဍပြန်ကြတယ်အဲ့ဒီကောင်ရဲ့ဒီထိတ်ထောင်3လုံးကအဲ့ဒီနောက်နှစ်ကိုလိုက်ထွက်ခဲ့တယ်ဆိုရင်ဒီမှာကလည်းသူက၄ခါပြီးတော့ဒီမှာ5ခါရဲ့အောက်ကကောင်
ဒီ3လေးလေးပြန်ကြခဲ့တယ်ပြန်ကြပြီးရတဲ့ဒီ898ဆိုတဲ့ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်ခဲ့တယ်ထွက်ပြီး980နဲ့980လို့လိုက်တယ်ထွက်ပြီးတယ်အောက်မှာအဲ့တော့6ခါဆိုရင်ဒီ6ခါရဲ့အောက်ကကဏ္ဍကများဒီကဏ္ဍလိုက်ထွက်ပြန်ကြတယ်ဒီမှာပြန်ကြပြီးရတယ်ဟောဒီ9.6ဆိုတဲ့ကဏ္ဍများဗရိတ်နှစ်တီပဲเนาะအတူတူပဲဗရိတ်နှစ်တီနှစ်ကွက်လုံးပဲသူထွက်သွားမလားသို့မဟုတ်တစ်ကွက်ပဲသူပေးမလားဒါမျိုးတွေက3ကတ်ရောက်သွားရင်မူတွေခွဲထုတ်တဲ့အတွက်2ကတ်လုံးလည်းပေးတတ်တယ်ပေါ့เนาะအဲ့ဒီတော့663အာမွေးနဲ့9.6အာမွေး9.3အာမွေးပေါ့နော်ကဲအဲ့ဒါလေးပါပဲဗျကျွန်တော်ဒီနေ့ဒီဟာလေးပဲမွေးကဏ္ဍလေးကိုကျွန်တော်ကတင်ပေးလိုက်တာဖြစ်ပါတယ်2025ပေါ့နော်မွေးကဏ္ဍလေးတွေ3ကွက်ကျွန်တော်တင်ပေးလိုက်ပါတယ်